မြန်မာနိုင်ငံသားတွေစင်ကာပူမှာအလုပ်လုပ်နေကြတယ်အလုပ်နှစ်မျိုးကြောင့်ဒီနေ့ပပရှင်းပြချင်ပါတယ်အိမ်အလုပ်နဲ့အပြင်အလုပ်အိမ်အလုပ်ကြောင့်ကိုအရင်ရှင်းပြချင်ပါတယ်အိမ်အလုပ်ထဲမှာဘာတွေလုပ်ရလဲဆိုရင် cleaning, baby care, elderly care and cooking စတာတွင်လုပ်ရပါတယ်အိမ်အလုပ်နဲ့စင်ကာပူကိုသွားမယ်ဆိုရင် basic English လောက်ရရင်အဆင်ပြေပါတယ်အလုပ်အတွေ့အကြုံမရှိလည်းဖြစ်တယ်အကျွေးဆက်နေနဲ့လည်းတွားလို့ရတယ်အပြင်အလုပ်ကတော့နင်းနေရှုပ်တယ်ဖြစ်တဲ့အတွက်တီချာလေးရှင်းပြကြပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဆိုနိုပါစင်ကာပူမှာ pass ဘယ်နှမျိုးရှိလဲဆိုတာကိုအရင်လေ့လာကြည့်အောင် EB employment pass S pass skill pass WP work permit TB training employment pass ဆိုပြီးရှိပါတယ် training employment pass က3လပဲရတာဖြစ်ပြီးတော့အပေါ်က3ခုကတော့2နှစ်ရတာဖြစ်ပါတယ်မြန်မာနိုင်ငံသားတော်တော်များများကင်ထားတဲ့ pass ကwork permit ပဲဖြစ်ပါတယ်ဒုတိယ pass ကတော့ S pass တတိယကတော့ TB နောက်ဆုံးကတော့ EB pass ပဲဖြစ်ပါတယ် pass တစ်ခုချင်းစီမှာသူ့အားတာခြင်းနဲ့ရှိကြပါတယ်ကိုကအပြင်အလုပ်လုပ်ရှင်နေဆိုရင်တော့ဘယ်လိုအရေးရှင်းတွေရှိနေဖို့လိုလဲဆိုရင်တော့ English ဒါမှမဟုတ် Chinese language ကိုကောင်းကောင်းပြောတတ်ဖို့လိုပါတယ်နောက်တစ်ခုအရေးကြီးဆုံးက experience ပဲဖြစ်ပါတယ် language နဲ့ experience ဒီနှစ်ခုကအရန်အရေးကြီးပါတယ်ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်အပြင်အလုပ်အတွက် interview တဲ့အခါ experience ကိုလိန်ပြောလို့ interview ကအောင်သွားပြီဆိုရင်အလုပ်ထက်ရောက်လို့မလုပ်တတ်ဘူးဆိုရင်အလုပ်ထုတ်ခံရပါတယ် so please don't do this တကယ်လို့ကိုကတကယ်လုပ်တတ်တယ်ဆိုရင်တော့ကိစ္စမရှိပါဘူးနောက်တစ်ခုကကျွန်တော်ကိုလာမေးကြတယ်ဘာအလုပ်တွေရှိလဲရတဲ့အလုပ်နဲ့ထပ်ပေးပါလုံးဝထပ်ပေးလို့မရပါဘူးခင်ဗျာဘာလို့လဲဆိုရင်တော့ကျွန်တော်ရတဲ့အလုပ်နဲ့ထပ်ပေးလိုက်ပြီဆိုရင်စင်ကာပူရောက်လို့မလောက်တတ်ဘူးဆိုရင်အလုပ်ထောက်ခံရပါတယ်ဒီအချက်ကြောင့်ပဲဖြစ်ပါတယ်စင်ကာပူမှာအလုပ်ပြော့ပြီးတော့ထိုင်းနဲ့မလေးရှားကိုရောက်နေကြတယ်မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်အလုပ်ထောက်ခံရခြင်းအကြောင်းရင်းကတော့အမျိုးမျိုးဖြစ်နိုင်ပါတယ်ကိုယ့်ဘက်ကမှားလို့လေဖြစ်နိုင်တယ်လို့တတိဘက်ကလည်းကလင်ကကြစ်ကြလို့လေဖြစ်နိုင်ပါတယ်ခုနကကျွန်တော်ပြောသလိုတကယ် experience မရှိဘဲနဲ့ရောက်သွားရင်ထောက်ခံရတာဖြစ်ပါတယ်နောက်တစ်ခုကပိမန်းမခံနိုင်ရင်ထောက်ခံရတာလည်းဖြစ်နိုင်တယ်တတိမကောင်းလို့အကြောင်းတစ်ခုခုပြပြီးတော့ထောက်တာလည်းဖြစ်နိုင်ပါတယ်ဒါမျိုးပြဿနာတွေဖြစ်လာပြီဆိုရင်မြန်မာ agent ကတာဝန်ယူပြီးတော့ဝန်ထမ်းဘက်ကပြောပေးဖို့လိုပါတယ်ဘာလို့လဲဆိုရင်စင်ကာပူသွားတဲ့လူတချို့ဆိုရင်အိမ်ပေါင်းခြံပေါင်းပြီးသွားနေကြပါတယ်ဒါကြောင့်စင်ကာပူကိုသွားမယ်ဆိုရင် agent ကိုတေချာရွေးပါတေချာစဉ်းစားပါစင်ကာပူရောက်ရင်ပြီးရောဆိုတဲ့စိတ်နဲ့မသွားကြပါနဲ့ဒုက္ခရောက်လာရင်ကိုတယောက်တည်းမဟုတ်ပဲတမိသားစုလုံးဒုက္ခဖြစ်လို့တေချာစဉ်းစားပါတေချာဆုံးဖြတ်ပါယုံကြည်ရတဲ့ agent ကိုရှာပါတကယ်လို့ Skyline Carrier ကိုယုံကြည်ရဆိုရင်ကျွန်တော်တို့နေချိတ်ပြီးတော့စင်ကာပူသွားလို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Skyline Carrier page ကို follow လုပ်ပြီးဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်